United States ကအခုလိုမျိုးနယ်မြေအကျယ်ဝန်းကြီးမားလာဖို့ဘာဒီလောက်ဆောင်ခဲ့လေ United States ဟာ1986ခုနှစ်မှာ United Kingdom စီကနေလွတ်လပ်ရေးရခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဒီနိုင်ငံကြီးဟာသူတို့ရဲ့နယ်မြေတွေကိုအနောက်ဘက်စီကိုချဲ့ထွင်ဖို့စ조사ခဲ့ကြပါတယ်။ပထမဆုံးအနေနဲ့1803ခုနှစ်မှာလူဝီစီယာနာနယ်မြေကို France စီကနေဒေါ်လာ15သန်းနဲ့ဝယ်ယူခဲ့ပါတယ်။1819ခုနှစ်မှာတော့စပိန်နဲ့ Adams Onis စာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်။ဒီစာချုပ်အရစပိန်ကဖလော်ရီဒါကို United States စီလွှဲပြောင်းနေခဲ့ပြီး United States ကလည်းစပိန်ကိုဒေါ်လာ9သန်းပြန်ပေးခဲ့ပါတယ်။1836ခုနှစ်မှာ United States က Texas ကို Mexico စီကနေခွဲထွက်နိုင်အောင်ကူညီပေးခဲ့ပြီး1845ခုနှစ်မှာတော့ Texas ကိုသူတို့ရဲ့နယ်မြေအဖြစ်သိမ်းပိုက်လိုက်ပါတယ်။တနေ့အကြာမှာပဲ United Kingdom နဲ့ Oregon စာချုပ်ကိုချုပ်ဆိုခဲ့ပြီးနယ်မြေတွေကို49ဒီဂရီမြင့်ပြိုင်အတိုင်းခွဲဝေခဲ့ပါတယ်။မြောက်ဘက်ခြမ်းကို UK ကယူပြီးတောင်ဘက်ခြမ်းကိုတော့ United States ကရရှိခဲ့တာပါ1846ကနေ1848ခုနှစ်အထိ United States ဟာ Mexico နဲ့စစ်ထီခဲ့ပြီးအနိုင်ရရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Mexico နယ်မြေနဲ့သူ့ဝက်ကိုသိမ်းယူခဲ့ပြီး Mexico ကိုလျော်ကြေးငွေဒေါ်လာ15သန်းပေးခဲ့ပါတယ်။1869ခုနှစ်မှာတော့ရုရှားက Alaska ကို United States စီဒေါ်လာ9သန်းနဲ့တနစ်နဲ့မထင်မှတ်ပဲရောင်းချခဲ့ပါတယ်။ဒါဟာ United States သမိုင်းမှာအများအစွန်းအများဆုံးရခဲ့တဲ့အယောင်းအဝယ်တစ်ခုဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့1903ခုနှစ်မှာဟာဝိုင်ယီပြည်နိုင်ငံကိုဖျောက်ချပြီးနောက်ဟာဝိုင်ယီကိုသူတို့ရဲ့နယ်မြေထဲကိုထည့်သွင်းခဲ့တာဖြစ်ပါတယ်။ United States ရဲ့နယ်မြေချဲ့ထွင်မှုသမိုင်းကိုကြည့်ရင်အချက်အချို့ကိုတတိထားမိမှာပါ။ပထမအချက်ကတော့ဒီနိုင်ငံဟာနယ်မြေချဲ့ထွင်တဲ့နေရာမှာစစ်အင်အားတစ်ခုတည်းကိုမသုံးပဲငွေကြေးနဲ့ဝယ်ယူတာစာချုပ်ချုပ်ဆိုတာစတဲ့ပါနတ်တဲ့နည်းလမ်းတွေကိုအသုံးပြုခဲ့တာပါပဲ။ဒုတိယအချက်ကတော့အနာဂတ်အကျိုးရှိမဲ့နယ်မြေတွေကိုကြိုတင်တွက်ချက်ပြီးရင်းနှီးမြှုပ်နှံခဲ့တဲ့အမျှော်မြင်ထူပါတယ်။ဥပမာ Alaska ကိုဝယ်ယူခဲ့တာမျိုးဟာနောက်တစ်ချိန်မှာအဖိုးမဖြတ်နိုင်တဲ့တယံဇာတတွေရရှိစေခဲ့ပါတယ်။နောက်ဆုံးတစ်ချက်ကတော့နိုင်ငံရေးအရာအိမ်အားကြီးမားလာဖို့တဲ့အိမ်နီးချင်းနိုင်ငံတွေရဲ့အခြေအနေကိုအသုံးချပြီးကုန်းနယ်မြေတွေကိုပေါင်းထည့်နိုင်ခဲ့တဲ့မဟာဗျူဟာမြောက်လှုပ်ရက်တွေပဲဖြစ်ပါတယ်။